ကဲ6လတော့ပေးနေစားပြီးအစားတောင်းချမ်းလိုက်တာကျန်ကုန်မပြန်ခင်မှာပဲဆရာဝန်ပြင်ပြီးစေးသွင်းပြီးတော့ရန်ကုန်ပြန်ခဲ့ရတဲ့အခြေအနေတွေကိုပြချက်ဖို့ကလည်းမှာစားလိုက်သေးတယ်အဲ့တော့ဈေးတွေကဝယ်ပြီးဟိုတယ်ကိုချက်ခိုင်းရတဲ့ကြောက်ပစုံအဲ့တော့တိုက်ကားပစုံဆိုတာပဲဒါကတော့ရေပွဲလေးပဲဖြစ်ပါတယ်ကြံကြုံနေဒီမှာအိမ်ကနေမနေ့4နာရီစပြီးတော့ထွက်တယ်ငယ်ကောင်ကတော့ကားပေါ်ရောက်ကတည်းကအိတ်နေလိုက်တာဆိုတာများဘာလို့လဲနဲ့ ARD တိုင်းရောက်သွားတယ်အဲ့ဒါနဲ့ကျွန်တော်တို့ခဏသာအနားယူပြီးမနှက်စာလေးစားပါတယ်အငယ်ကောင်နဲ့လက်ကောင်တော့ပျော်နေတာရုပ်ကိုပဲကြည့်လိုက်တော့အဲ့တော့ကျွန်တော်ရဲ့ညီမအငယ်ဆုံးလေးပဲဖြစ်ပါတယ်ကောင်းကြီးတို့ဒါကတော့ခီးတော့ဖို့တက်ကြွနေတယ်ချက်ဖတ်နှစ်ကောင်ပေါ့နော်အဲ့နဲ့အငယ်ကောင်နဲ့အားကြမခံလိုက်ပြီးတော့ရှောင်းပါတယ်ဗာညာပေါ့ကွာအဲ့နဲ့ကျွန်တော်ခီးစိမ်ပြီးဆက်ပြီးတော့ချီတက်ပါတယ်အဲ့ချိန်မှာလည်းအငယ်ကောင်အိတ်ပြီးတော့ပဲခီးကိုလိုက်ခဲ့ပါတယ်ခင်ဗျာဒူချက်တွေဖွင့်ရင်လမ်းကြည့်တာဘာဖြစ်လဲဆိုမရချစ်လမ်းဆုံးတကြမ်းနဲ့ what the fuck အောင်ဆုံးတော့မနာနဲ့ချစ်တက်လာခဲ့လိုက်တာပြင်းပြင်းနဲ့ပဲဟိုတယ်ရောက်ရှိလာခဲ့ပါပြီ။ရန်တွေကလည်းပင်မဲနေရနေဆိုဘယ်ကောင်းမြောက်ဖို့ထိုးရမယ်မသိရတယ်ကျွန်တော်တို့အပြင်းပြေအာသာဖြေရဲ့အနေနဲ့ကျူလေးပဲထိုးခဲ့ပါတယ်။ပင်လယ်နဲ့ဆင်းတဲ့ချိန်မှာတော့ဖုန်းတွေဘာမှမယူရတဲ့အတွက်ကြောင့်ဘာမှတော့မရိုက်ခဲ့လဲရဘူး။ဒါကတော့နောက်နေ့မနက်မှာတဲပြူကျွန်းသွားဖို့အတွက်ဟိုတယ်ကကျူရဲ့ breakfast ကိုစားနေရဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီနေ့ကတော့တဲပြူကျွန်းသွားမှာဖြစ်ပါတယ်။ Okay ဒီလိုလိုကတော့ချောင်းသာနေသေးပြီးကျွန်တော် speed boat နဲ့တွားခဲ့ပါတယ်ကြာချိန်ကတော့7မိနစ်လောက်တော့ကြာပါတယ် Okay အခုကကျွန်တော်တို့ဘယ်ရောက်နေရလဲဆိုတော့တဲဖြူကျွန်းဟာတဲဖြူကျွန်းရောက်တယ် Okay အဲ့တော့ခဏကောင်ကတော့အလက်ကောင်နဲ့အငယ်ကောင်တွေကို view လိုက်ရိုက်သွားတယ်ဆရာကြီးနေအောင်ဒါကတော့တဲပြီးကျွန်တော်ကရေသူမလေးနဲ့တပုတ်နေရိုက်ခဲ့တာဖြစ်ပါတယ်ချက်လိုက်Oh shit Okay ကဲတော့ကျွန်တော်အရင်တောင်းမှဖြစ်ပါအလဲဆိုင်အရင်ဆိုင်ကတ်သွားချင်းနေဟောဆက်ပြလိုက်ပါချက်ဖို့ကမှ